မကွေးတိုင်းမြိုင်မြို့နယ်တွင်းမှခြေရွာမှာဒေါ်လာတပ်တွေရဲ့ drone နဲ့တိုက်ခိုက်ခံရပြီးပျက်စီးသွားတဲ့ MI-70 ရဟတ်ယာဉ်ကိုစစ်တပ်ကတစားစီဖြုတ်ပြီးတော့သူတို့ရဲ့တပ်မ101စီရင်တန်းနဲ့ပို့ဆောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။အဲဒီစစ်တပ်ရဲ့ MI-70 ရဟတ်ယာဉ်ဟာဇွန်လ23ရက်နေ့ကပဲမြိုင်မြို့နယ်တွင်းမှခြေရွာကိုရိတ်ခါလက်နက်ခဲယမ်းနဲ့စစ်ကူလာပို့တဲ့အချိန်ဒေါ်လာတပ်တွေက FPV drone 2စီးနဲ့တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တာကိုရုပ်သံဖိုင်နဲ့တကွဒေါ်လာဘက်ကထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ဒေသခံတွေရဲ့ပြောကြားချက်အရအဲ့ဒီရဟတ်ယာဉ်ဟာလုံးဝပျက်စီးသွားပြီးပြန်တန်းလို့မရတော့ပဲအဲ့ဒီနေရာမှာပဲရပ်ထားရတဲ့အတွက်နောက်တနေ့ဇွန်လ23ရက်နေ့မှာအကြမ်းဖက်စစ်တပ်ရဲ့ပခုတ်ကူမြို့တပ်မ101ကနေထွက်လာတဲ့စစ်ကား9စီးပါရင်နှန်းဟာမြိုင်မြို့နယ်တောင်ပိုင်းတွင်းမှာပြူစောတိကျေးရွာကိုရောက်ရှိလာတဲ့ဆိုပါတယ်။အဲ့နောက်ဒေါ်လာတပ်တွေရဲ့ drone တိုက်ခိုက်မှုကြောင့်ပျက်စီးသွားတဲ့သူတို့စစ်တပ်ရဲ့ MI-70 ရဟတ်ယာဉ်ကအစိပ်ပိုင်းတွေကိုဖြုတ်ယူပြီးတော့ပခုတ်ကူမြို့ကတပ်မ101ကိုပြန်လည်တည်ဆောင်သွားကြတယ်လို့ဒေသခံတွေကရှင်းပြထားပါတယ်။တစ်ဖက်မှာလည်းဇွန်လ29ရက်နေ့ဖြစ်တဲ့မနေ့ကပဲမြိုင်မြို့နယ်စက်မှုနှစ်ကနေအကြမ်းဖက်စစ်တပ်စစ်ကြောင်းတစ်ခုဟာအဲ့ဒီရဟတ်ယာဉ်ပြက်ရှိတဲ့နေရာမှာအင်အားဖြည့်ဖို့ဆိုပြီးထပ်မံထွက်လာပြီးကုန်းရွာအနီးအထိရောက်လာတဲ့အတွက်အနီးတစ်ဝိုက်မှာရှိတဲ့ကျေးရွာ3ရွာကပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်းဒေသခံတို့ကပြောထားပါသေးတယ်ခင်ဗျ။